ပြင်လို့မရတဲ့အကုသိုလ်ဆိုတာမရှိဘူးနော်ပြင်လို့မရတာအကုသိုလ်ဆိုတာမရှိဘူးပါဏာတိပါဒနဲ့ပတ်သက်ပြီးတော့နိခန္ဓနန္ဒဗုဒ္ဓကြီးဟောတယ်ပါဏာတိပါဒအမှုကျူးတဲ့ပုဂ္ဂိုလ်အားလုံးဟာငရဲကြတယ်လို့ဒီဟောတယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်ဘူးဟောပုံချင်းတစ်ခုတူမတူစဉ်းစားကြည့်ဘုရားမြတ်စွာအဲ့လိုမဟုတ်ဘူးပါဏာတိပါဒောနိရယသံဝတ္တိကောပါဏာတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်တယ်ဒီအမှုကိုပြောတာကငရဲမှာဖြစ်မယ်ဖြစ်ရမယ်လို့မပြောဘူးနော်အကုသိုလ်မှုပြုရင်ငရဲကြမယ်လို့မပြောဘူးဒီဟာကငရဲကိုကြစေနိုင်တယ်လို့ပြောတာစကားချင်းမတူဘူးငရဲ၌ဖြစ်စေနိုင်တယ်ဆိုတဲ့စကားမပြောတေချာပေါက်ကြမယ်လို့ပြောတာမဟုတ်သို့တော့သူအကျိုးပေးရင်ငရဲကြဖို့ရှိကောင်းတဲ့အကျိုးကိုပေးမယ်ဆိုတာဒါပြောတာဒါပေမဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူကငရဲကိုသွားမှာဆိုတာဒေဝရတ်တယောက်ပဲဒေဝရတ်ကြီးကအမြင့်ဆုံးအကုသိုလ်ကကျူးလွန်တာဘုရားနဲ့ပတ်သက်တဲ့လောဟိတုပ္ပါဒကသံဃာနဲ့ပတ်သက်တဲ့သံဃဗေဒကလို့ဆိုဒီပြစ်မှုကြီးတွေတစ်ခုမကနှစ်ခုကျူးလွန်တယ်ဒေဝရတ်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဓာတိတ်ပေးတယ်ဗာပေးတယ်အာပါယီကောနေရီကောဒေဝတ္တတုဒေဝရတ်ကအပင်ရောက်မှာပဲငေးကြမှာပဲ definitely ပြောအတ္တိကိစ္စပြင်လို့မရတော့ဘူးတူစားလို့မရတော့ကပ္ပထောဒီကဘာလုံးငရဲမှာခံရမယ်လို့ဒီလိုပြောဒီဝဋ္ဌရဲ့တဏ္ဍမှာတဲ့အဖျားကလေးတော့ထောက်ပြစေရနေရာလေးမှာတောင်ကုသိုလ်ကျူစင်တဲ့သဘာဝတရားတွေမကြံတော့ဘူးတဲ့အဲ့ဒါလောက်မကြံလို့ငါဗျာဒီလိုခေါ်တာအကယ်၍အဖျားကလေးတော့ထောက်ပြစေရကုသိုလ်လေးကြံနေသေးတယ်ဆိုရင်ငါဒီစကားမပြောဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးမှာငရဲကြမှာလို့အတိအကျပြောရကျန်တဲ့ပုဂ္ဂိုလ်တွေငရဲကြမှာလို့အတိအကျပြောလို့မရဘူး